စုပါကဲဟုတ်ပြီနော်ဒါဆိုနားလည်မယ်လို့ထင်ပါတယ်နောက်နံပါတ်2ကိုဆက်လက်လေ့လာကြည့်အောင်တောင်ဂရုဤကိုအောက်ပါစာပိုက်ကိုဖတ်ပြီးနေယုံကွာအကြောင်းအရာနှင့်ဂါထွန်းကောစုတူရာကိုဂိုရုရှိရှိကိုရွေးချယ်ပါတဲ့တော့ဒီစာပိုက်ကြီးတစ်ပိုက်လုံးကိုဖတ်ကြည့်ရမယ်ဖတ်ကြည့်ပြီးတော့ဒီစာပိုက်ထဲမှာပါတဲ့ဟာနဲ့ထပ်တူကြမဲ့ဟာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ဖတ်ကြည့်မယ်နော်한국은တဲ့ကိုရီးယားကတော့တဲ့과거ဆိုတာအရင်တုန်းကအတိတ်တုန်းကတဲ့အရင်တုန်းကတဲ့살림 자원이ဆိုတာဒီ살림ဆိုတာကတောတောင်နော်သဘာဝအရင်းမြစ်သစ်တောပေါ့နော်살림ဆိုတာကသစ်တော자원이သဘာဝသယံဇာတသဘာဝအရင်းမြစ်တွေကသစ်တောသဘာဝသစ်တောအတွက်သဘာဝအရင်းမြစ်တွေကတဲ့ဘူဂျိုခက်ဆုနာနော်ဒီမှာဆိုလို့ရှိရင်မလောက်ငှခဲ့တာပေါ့နော်သဘာဝသယံဇာတသစ်တောသဘာဝသယံဇာတတွေမလုံလောက်ခဲ့ဘူးတဲ့မလုံလောက်ခဲ့ဘူးဒါကြောင့်မို့လို့ဂျောင်ဘူတဲ့အစိုးရရဲ့살림 보호 정책 덕분에နော်အဲ့တော့သစ်တောထိန်းသိမ်းရေးဥပဒေရဲ့ကျေးဇူးကြောင့်နော်살림ဆိုတာကသစ်တော보호ကာကွယ်ခြင်းထိန်းသိမ်းခြင်းကြောင်းချက်မူဝါဒ덕분에ရဲ့ကျေးဇူးကြောင့်အဲ့တော့အစိုးရကနေပြီးတော့ဒီသစ်တောထိန်းသိမ်းရေးမူဝါဒကြီးရဲ့ကျေးဇူးကြောင့်မူဝါဒချမှတ်လိုက်တဲ့ကျေးဇူးကြောင့်지금은အခုတော့우충한ဆိုတာနော်우충한ဆိုတာကစိမ့်လန်းဆိုပြေတဲ့ထူထပ်တဲ့စုဖုတောအုပ်ကြီးကိုတဲ့နော်စိမ့်လန်းဆိုပြေပြီးတော့ထူထပ်နေတဲ့တောအုပ်ကြီးကို가축에 되었습니다ရရှိခဲ့ပါပြီတဲ့အရင်တုန်းကတော့သူတို့စီမှာတဲ့နော်အဲ့တော့အရင်တုန်းကတောတောင်သဘာဝရင်းမြစ်နော်အဲ့တော့တောတောင်သဘာဝရင်းမြစ်ကမရှိခဲ့ဘူးဒါပေမဲ့မရှိလို့မို့အစိုးရနေပြီးတော့ဒီတစ်တောကာကွယ်ထိန်းသိမ်းရေးတွေမူဝါဒတွေပေါ့နော်အစ်မခုတ်ရတော့ပါတော့ဒီလိုမျိုးမူဝါဒတွေချမှတ်ပေးလိုက်တဲ့အစိုးရနေပြီးတော့ချမှတ်ပေးလိုက်တဲ့အခါမှာတစ်တွေပါတွေမခုတ်တဲ့အခါမှာစိမ့်လန်းဆိုပြီးတဲ့တစ်တောကြီးကိုသူတို့ပိုင်ဆိုင်ခွင့်ရရှိသွားပါတယ်တဲ့စုဖွန်တဲ့တစ်တောကတော့တဲ့အဲ့ဒီတစ်တောကနေမှမိုကျဲဝါတစ်သားတွေရမယ်အင်းဆောင်မှုတို့တစ်တောအတွက်ပစ္စည်းတွေကိုတဲ့ဂျေကုံဟာကိုထုတ်လုပ်ပြီးနော်အဲ့တော့ဂျေကုံဟာကိုထုတ်လုပ်ပြီးဒါယန်ကအဲ့တော့ဒါယန်ကဆိုတာကစုံလင်တဲ့ဒုံရှင်းမှုတွေတရဝါနဲ့အပင်တွေရဲ့တဲ့စုံလင်တဲ့တရဝါနဲ့အပင်တွေရဲ့ဆော့ရှိကြီးနေထိုင်ကျစားရာတစ်ချက်ပေါ့နော်တစ်ချက်ကတဲ့တွေဖြစ်လာပြီးလိမ့်စာနဲ့တရဝါနဲ့အပင်တွေနေထိုင်ကျစားရာဖြစ်လာပြီးဆဲမုံဒါယန်ဆောင်ငုတက်ရှိဆဲမုံကတက်ရှိနော်ဒါယန်ဆောင်ငုအစုံအလင်ကိုဂျုံကားရှိခီမီတာတိုးဝါလာစေပါတယ်အဲ့တော့တက်ရှိတွေလည်းသတ္တဝါတွေလည်းအများကြီးတိုးဝါလာတယ်တောထဲမှာပေါ့နော်တောအုပ်ထဲမှာတိုးဟန်ထို့အပြင်တဲ့ဤဆန်းနွားထန်းဆိုတို့တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုဟူစုဖဲဆိုတာကစုပ်ယူပေးလို့နော်ဟူစုဖာတာဆိုတာစုပ်ယူသည်ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပေးလို့ဒီဟူပြောနွားဥရုတွေပြောင်းလဲခြင်းကိုဒေဥငါကဲတုတ်ပြန်အောင်ဖဲဂျူမီတာပြုလုပ်ပေးပါတယ်ဥရုပြောင်းလဲမှုဆိုတဲ့ကာကွယ်ပေးတယ်ပေါ့နော်တုံ့ပြန်ပေးတယ်တုံ့ပြန်ပေးအောင်လုပ်ပေးပါတယ်ချွဲကွန်းနေတော့လက်တလုံးမှာတော့တဲ့လက်တလုံးမှာဆိုလို့ရှိရင်ဖယူရန်ကွာအနားယူခြင်းအဲ့တော့အုပ်ထဲမှာအနားယူကြတယ်နောက်ပြီးတော့ကွမ်းလှဲ့ကြည့်ရှုခြင်းလက်ပတ်ကြည့်ရှုကြတယ်နောက်စဖို့ချူအားကစားဂုံကန်တို့နေရာအနေနဲ့အားကစားတွေလုတ်တဲ့နေရာအနေနဲ့ဝါလုံတွေကိုဤစုမိတာအသုံးချနေကြပါတယ်ဒါစာပိုက်လေးအကြောင်းပါပြန်ပြောမယ်နော်စာပိုက်လေးက한국은ကိုရီးယားကတော့과거에အရင်တုန်းကအတိတ်တုန်းက살인자원이သစ်တောသဘာဝအရင်းမြစ်တွေကဘူဂျိုခက်ဆုနာမလုံလောက်ခဲ့တော့လေမလုံလောက်ခဲ့ဘူးတဲ့မလုံလောက်ခဲ့ပေမဲ့ဂျောင်းဘူးရဲ့အစိုးရရဲ့စာလင်သစ်တောဘိုဟိုထိမ့်သိမ့်ပြီးဂျောင်းချက်မူဝါဒ policy တော်ပုံနဲ့ကျေးဇူးကြောင့်ဒီကောမအခုကတော့ဦးချန်းငန်းစုဖို့တဲ့ဖိနလန်ဆိုပြေတဲ့တောအုပ်ကြီးကိုဂတ်ချူကဲတွေအော့စမီတာပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်စုဖွန်တောအုပ်ကြီးထဲမှာဆိုရင်မိုကျဲဝါတစ်သားတွေနဲ့အင်းစမ်းမှုတို့တစ်တော်တဲ့ပစ္စည်းတွေကိုဂျေကုန်းဟာကိုထောက်ပံ့ပေးပြီးတော့ဒါယန်ကစုံလင်တဲ့ဒုံရှိမှုတဲ့တရဝါနဲ့အပင်တွေရဲ့ဆော့ရှိကြီးကနေထိုင်ကျက်စားရာတစ်ချက်ကတွေအောဖြစ်လာပြီးတော့
ဆဲမှုဒါယံဆောင်ကိုတက်ရှိမျိုးစုံကိုဂျုံကရှိခိမိသာတိုးပွားစေပါတယ်တို့ဟန်ထို့ပြင်ဤဆန်းနွားထန်းဆိုတို့ကာဗွန်ဒိုင်အောက်ဆိုက်ကိုဟူစုဖဲစုပ်ယူပြီးကာဗွန်ဒိုင်အောက်ဆိုက်ကိုလည်းစုပ်ယူပေးပြီးတော့ဂီဟူပြောနွားဥရုတွေပြောင်းလဲခြင်းမှာဥရုပြောင်းလဲခြင်းမှာဒါဒေဥငါကေတုတ်ပြန်ပေးပြီးဟဲတုတ်ပြန်ပေးအောင်ဟဲဂျူနေတာလုပ်ပေးပါတယ်နော်ချွဲကောနဲ့နော်လက်တလုံးမှာတော့ယူဟျန်းကွာအနာယူခြင်းကွမ်ကွမ်လဲလဲတရှိခြင်းစပိုချူဂုံကန်တို့အားကစားတွေလောက်တဲ့နေရာအနေနဲ့ဝါလုံးတွဲကိုဣစုမီကအသုံးပြုနေပါတယ်ဒါဆိုလို့ရှိရင်တစ်ချက်လောက်ပြန်ပြီးတော့တိုက်ကြည့်မယ်နော်စာပိုက်လေးကိုနားလည်မယ်လို့ထင်ပါတယ်နှစ်ခေါက်ရှင်းပြပေးထားတယ်နော်နံပါတ်1ပြန်ကြည့်မယ်ချွဲကုန်းအဟန်းကုကုန်းကိုရီးယားကတော့ခွာကောဘူထောရင်ကလေးကတဲ့ဆာလင်းဂျာဝွန်နီတစ်တောတဘာဝရင်းမြစ်တွေကဖိုးမိုးဟဲဆုမီတာပေါ်ကျွယ်ဝခဲ့ပါတယ်ကိုရီးယားရဲ့နော်ကိုရီးယားကတဲ့အရင်ကလေးကဒီတစ်တောတဘာဝရင်းမြစ်တွေကတော့တစ်တောတဲ့တဘာဝရင်းမြစ်တွေကပေါ်ကျွယ်ဝခဲ့တယ်တဲ့မှားပါတယ်ဘာကြောင့်မှားတာလဲဆိုရင်ဒါတို့ဒီမှာဆိုရင်ဂွာကောစာပိုက်ထဲကဂွာကောအရင်တုန်းကစားလင်းဂျာဝေါနိတဘာဝရင်းမြစ်တွေကဒီမှာဘူဂျိုခက်တာဆိုတာဘာလို့တာလဲမလုံလောက်ခဲ့ဘူးเนาะလုံလောက်မှုမရှိခဲ့ဘူးပေါ်ကျွယ်ဝတယ်ဒီမှာကျတော့အဖြေမှာပေါ်ကျွယ်ဝတယ်ဒီစာပိုက်ထဲမှာကမလုံလောက်ခဲ့ဘူးလို့ပြောတာဖြစ်တဲ့အတွက်နံပါတ်1လေးကမှားရခြင်းဖြစ်ပါတယ်နောက်စုဖွန်နဲ့တစ်တောကတော့တဲ့အိုးရဲကြောင်းပူတော့အရင်ကလေးကเนาะအရင်ကလေးကတဲ့အရင်ကလေးကစပိုချူဂုံကန်တို့တဲ့အားကစားလုပ်တဲ့နေရာအနေနဲ့ဝါလုံးတွေဩဝါစုမိတာတဲ့အသုံးချလာခဲ့ပါတယ်တစ်တော်တွေကတဲ့အရင်ကလေးကဒီတစ်တော်တောအုပ်ကြီးကိုပေါ့နော်တစ်တော်ကြီးကိုအရင်ကလေးကဒီအားကစားလုပ်တဲ့နေရာနဲ့သုံးချလာမှားပါတယ်ဘာလို့မှားတာလဲဆိုရင်စာပိုက်ထဲမှာချွဲကုန်းနဲ့လက်တလောမှာနော်လက်တလောမှာပဲစဖိုးချူဂုံကန်တို့ဟုတ်လားအားကစားလုပ်တဲ့နေရာအနေနဲ့လက်တလောကြမှာပဲလောက်တာနော်ဒီထဲမှာကျတော့ပိုရဲကြောင်းပူတော့အရင်ကလေးကလောက်လာတာမဟုတ်ပါဘူးချွဲကုန်းနဲ့လက်တလောမှာလောက်လာခဲ့တာဖြစ်ပါတယ်အဲ့အတွက်နံပါတ်2လဲမှားပါတယ်နောက်ဂျောင်းပူနွန်အစိုးရကတော့ဆာလင်ဘိုဟိုတို့တစ်တောကာကွယ်ဘိုဟိုတို့ရဲ့တစ်တောတွေကိုကာကွယ်ထိမ့်သိမ်းဖို့အတွက်ထုပြောတန်းကြောင်ချက်ကိုထူးခြားတဲ့မူဝါဒ policy ကိုရှီဟင်ဟက်စမီတာဆောင်ရွက်ခဲ့ပါတယ် policy ချမှတ်ခဲ့ပါတယ်အဲ့တော့ဒါလေးကတော့မှန်သွားပါတယ်เนาะစာပိုက်ထဲမှာလည်းဒီမှာဆိုလို့ဆာလင်ဘိုဟိုနော်တစ်တော်ကာကွယ်ထိန်းသိမ်းရေးကြောင်ချက်ဒေါ်ပူနဲ့ကျေးဇူးကြောင့်နော်စိမ့်လန့်ဆိုပြတဲ့တစ်တော်ကြီးကိုပိုင်ဆိုင်ခဲ့တယ်အဲ့တော့ဒီမူဝါဒချမှတ်လိုက်လို့လားတစ်တော်တွေကနော်စိမ့်လန့်ဆိုပြပြီးတော့တလိษံတွေလည်းနော်နေထိုင်ကျက်စားရာအဖြစ်တစ်ချက်တစ်ခုဖြစ်လာခဲ့တာပေါ့နော်ဒီမူဝါဒဒါမချမှတ်ခဲ့ဘူးဆိုလို့ရှိရင်တော့တစ်တော်ကြီးကနော်ခုလိုမျိုးလဲစိမ့်လန့်ဆိုပြေလာမှာလည်းမဟုတ်ဘူးတရားတွေနေထိုင်ရတရားတွေလည်းခုလိုမျိုးတိုးပွားလာမှာမဟုတ်ပါဘူးအဲ့အတွက်နံပါတ်3လေးကအဖြေမှန်တွေဖြစ်ပါတယ်ခင်ဗျာနောက်စုဖွန်တဲ့တစ်တော်ကြီးကတော့ဤဆန်းနွားထန်းဆိုတို့ကာဗွန်ဒိုင်အောက်ဆိုက်ကိုဟူစုဖာရောတဲ့စုပ်ယူပြီးတော့ဆဲမှုဒါယန်ဆောင်ကိုတက်ရှိအစုံကိုတက်ရှိပေါင်းစုံကိုတဲ့ဂန်ဆိုးရှိတီမီတာရော့ကြသေးပါတယ်ရော့နေသေးပါတယ်မှားပါတယ်နော်ဒီမှာကျတော့ဆဲမှုစာပိုက်ထဲမှာလည်းပါနော်ဆဲမှုဒါယန်ဆောင်ကိုဂျုံကားရှိခီမီတာဂျုံကားရှိခီမီတာတိုးပွားစေပါတယ်ဒီမှာတိုးပွားတယ်လို့ပါတယ်နော်ဂျုံကာဟာတာတိုးပွားပြီနော်အဲ့တော့တိုးပွားစေတယ်လို့ပါတယ်အပြင်မှာကျတော့ရော့ကြတယ်ရော့နေတယ်လို့ပါတယ်အဲ့ဒီအတွက်မှားသွားတာဖြစ်ပါတယ်ကဲဒါဆိုရင်နံပါတ်2လေးလည်းအားလုံးနားလည်မယ်လို့ထင်ပါတယ်ပုံစံနံပါတ်2လေးရဲ့ဖြေကတော့နံပါတ်3ဖြစ်ပါတယ်နောက်တစ်ပုဒ်ဆက်သွားမယ်ပုံစံနံပါတ်3